အဆယ်လော်ဒီရဲ့ဘရာဇီးကမ္ဘာဖလားလူချင်းမှာပြန်လည်ရွေးချယ်ခံခဲ့ရတဲ့နေမာဂျူနီယာအားလုံးပဲမင်္ဂလာပါလင်ကန်စပေါ့စားဘေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘရာဇီးသင်းရဲ့လူချင်းနဲ့ရပ်ပေါင်း950ကျော်ဝေးကွာခဲ့ရတဲ့နေမာဟာခုတော့ဘရာဇီးသင်းရဲ့လူချင်းမှာပြန်လည်ရွေးချယ်ခံခဲ့ရပါပြီမင်းနာကကြော်ညာခဲ့တဲ့2026ကမ္ဘာဖလားအတွက်ဘရာဇီးသင်းရဲ့အပိသက်ကစားသမား26အဆင့်မှာနေမာပြန်လည်ရွေးချယ်ခံခဲ့ရပြီးဒါဟာကာလိုအဆယ်လော်ဒီလက်ထက်ပထမဆုံးချိန်ဘရာဇီးလက်ရွေးစင်အဖြစ်ရွေးချယ်ခံခဲ့ရတာပါနေမာဟာ2023ခုနှစ်အောက်တိုဘာလတုန်းကဥရုဂွေတင်နဲ့ကစားခဲ့တဲ့2026ကမ္ဘာဖလားခြေစစ်ပွဲစဉ်မှာဒုတိယရရှိပြီးကတည်းကဘရာဇီးအတွက်ကိုစားပြုခွင့်မရခဲ့တာပါအဆယ်လော်ဒီဘရာဇီးတွေကိုစာပြီးကန်တွေချိန်မှာလည်းဒဏ်ရာပြဿနာတွေတဲကနေရုံမထွက်နိုင်ခဲ့တာကြောင့်မနေ့ကလူစင်မကျင်ညာမေးထိနေမာကိုတစ်ချိန်မှခေါ်ယူရွေးချယ်ခဲ့ခြင်းမရှိခဲ့ပါဘူးဒါကြောင့်ဆမ်ဘာပရိသတ်တွေဟာလာမယ့်ကမ္ဘာဖလားမှာနေမာကိုမြင်တွေ့ရတော့မှာမဟုတ်ဘူးဆိုပြီးစိတ်ပြက်လက်ပြက်ဖြစ်နေခဲ့ကြတာပါခုတော့ဆမ်ဘာပရိသတ်တွေကိုအပျော်ကြီးပြောအောင်အဆယ်လော်ဒီတယောက်လုပ်ပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်နေမာကိုရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီးအဆယ်လော်ဒီကတော့သူ့အနေနဲ့နေမာကိုအချိန်ကြာကြီးဆောင်ကြည့်လေ့လာခဲ့တယ်လို့အခုချိန်မှာနေမာဟာဒဏ်ရာပြဿနာကင်းစင်နေပြီးစန်ဒိုအသင်းအတွက်လည်းပွဲထွက်ခွင့်အမြဲရရှိနေတာကြောင့်ရွေးချယ်ခဲ့ရတာဆိုပြီးပြောဆိုသွားခဲ့ပါတယ်တကယ်တော့နေမာဟာဘရာဇီးနိုင်ငံအတွက်ဘောလုံးကွင်းတွင်းသားမကတနိုင်ငံလုံးရဲ့လူမှုစီးပွားရေးနဲ့ရည်ကျင်းမှုပိုင်းထိပါအတိုင်းစားမရှိအလို့ရေးပါတယ်ပြည်သူ့ချစ်တော်အိုင်ကွန်တိုပါနေမာကိုအားပေးတဲ့ဘရာဇီးပရိသတ်တွေဆိုတာနဲတာမဟုတ်ပါဘူးဘရာဇီးရဲ့လှပတဲ့ဘောလုံးကစားဟန်ကိုကမ္ဘာစင်မြင့်ထက်မှာပြသနေတဲ့နောက်ဆုံးမျိုးဆက်ကစားသမားအဖြစ်ဘရာဇီးပရိသတ်တွေကသတ်မှတ်ထားကြတာဖြစ်ပါတယ်ဒါကြောင့်လည်းကမ္ဘာဖလားလူစင်မှာနေမာကိုပြန်လည်ရွေးချယ်ခဲ့ကြောင်းသတင်းထွက်ပြီးမှဘရာဇီးပရိသတ်တွေကလမ်းမတွေပေါ်မှာထွက်ပြီးနေမာဟာငါတို့ရဲ့6ကြိမ်မြောက်ကမ္ဘာဖလားမျှော်လင့်ချက်ကိုအသက်သွင်းပေးမဲ့သူဆိုတဲ့ပိုစတာတွေကိုကင်ဆောင်ပြီးအောင်ပွဲခံခဲ့ကြတဲ့အထိပါပဲဆိုတော့လာမယ့်ကမ္ဘာဖလားဟာနေမာရဲ့ကစားသမားဘဝနောက်ဆုံးကမ္ဘာဖလားပြိုင်ပွဲဖြစ်နေတာကြောင့်နေမာအနေနဲ့သူ့ပေါ်မျှော်လင့်အားကိုးနေတဲ့ဆမ်မာပရိသတ်တွေရဲ့အိမ်ဘက်ကိုအကောင့်ထဲပေါ်ပေးနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်